ဒီကနေ့သတင်းကြွလာပြီးနေမှာမွေးရတောက်စားပြီးပျော်လွန်ကြမဲ့မြန်မာလူငယ်တွေကိုအဓိကပြစ်မှတ်ထားပြီးပေါ်တာဆွဲကြဖို့လူမိုက်တွေပြူစောထီးတွေကိုမင်းအွန်လိုင်းတယောက်အမိန့်ပေးလာတယ်လို့သတင်းတွေထွက်ပေါ်နေတာပါသတင်းကြွလာပြီးနေမှာလွတ်လွတ်လပ်လပ်ပျော်ပါကြမဲ့လူငယ်တွေကိုဖမ်းမိရင်တယောက်ကို390နဲ့အထက်ရရှိမယ်လို့စစ်ကောင်စီကလူမိုက်တွေပြူစောထီးတွေကိုမလုံးပေးကမ်းလှမ်းလိုက်တယ်လို့သတင်းရရှိထားတာပါစစ်ကောင်စီရဲ့တတ်လူအမှုမြင့်တက်နေတဲ့အချိန်မှာခုလိုခါကြီးရက်ကြီးမှာညကြီးချိန်မတော်မူရရန်ကားတောက်စားကြမယ်လူငယ်တွေကိုပေါ်တာဆွဲဖို့မင်းအွန်လိုင်းတယောက်အခွင့်အလမ်းကောင်းတစ်ခုအနေနဲ့ရှုမြင်ထားပုံပါဒါကြောင့်မြန်မာပြည်လူငယ်တွေအနေနဲ့စစ်ကောင်စီရဲ့ဂွင်ထဲကိုမွေမိစေဖို့အထူးသတိထားဆင်ခြင်ဖို့လိုအပ်ပါလိမ့်မယ်စစ်ကောင်စီဟာလာမယ့်ဒီဇင်ဘာလမှာကျင်းပမယ်ရွေးကောက်ပွဲမှာသူ့ရဲ့ငကိုရှိပြီးသားတတ်ဟောင်းတွေကိုလုံခြုံရေးအဖြစ်ထားမှာမလို့ပေါ်တာဆွဲခံရတဲ့လူငယ်လူရွယ်တွေကတော့ရှေ့တန်းစစ်မျက်နှာပြင်ကိုပဲဆေလွတ်ဖို့အတွက်ပဲဆိုတာသတိပြုစေချင်ပါတယ်ဒါကြောင့်သတင်းကြွလာပြီးညမှာပျော်ပါပါတောက်စားကြမယ်လူငယ်တွေအနေနဲ့ကိုပတ်ဝန်းကျင်နီးနားမှာပဲလာပြညကိုပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းကြဖို့အားလုံးကိုကြံပြုတိုက်တွန်းချင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ